အယောင်အသွေးတင်လှတာမဟုတ်ပဲကျန်းမာရေးအတွက်လည်းအထောက်အကူပြုပေးတဲ့ခရမ်းကျွတ်သည်အိန္ဒိယနိုင်ငံအပါအဝင်တမပိုင်းဒေသတွေမှာအများဆုံးပေါက်ရောက်တဲ့ခရမ်းကျွတ်သီးလေးတွေဟာအစိမ်းရောင်အဖြူရောင်နဲ့ခင်းရောင်ဆိုပြီးတော့အယောင်မျိုးမျိုးရှိပါသည်ထိုင်းစားစာတွေထဲမှာလည်းတွင်တွင်ကြဲကြဲလေးကိုမှအသုံးပြုကြပြီးတော့အာဟာရဓာတ်များစွာပါဝင်နေတယ်လို့ဆိုပါသည်အတိုးမျိုးဖြစ်ကိုမှအစားများတဲ့ခရမ်းကျွတ်သီးမှာကယ်လိုရီအဆီဓာတ်ကာဗွန်ဟိုက်ဒရိတ်ကယ်ဆီယမ်တန်တက်ပရိုတင်းနီကာဆင်ဗီတာမင် A နဲ့ဗီတာမင် C တို့လိုမျိုးခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်ပေါင်းများစွာပါဝင်ပါသည်အာဟာရကျွယ်ဝတဲ့ခရမ်းကျွတ်သီးဟာကိုယ်လေးချိန်ထိန်းညှိပေးပြီးတော့တွင်းတင်တကြားတက်ကိုအကောင်းဆုံးထိန်းညှိပေးနိုင်တဲ့ပြင်ကုန်မှာတခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေလည်းအများကြီးကိုမှပေးပါသေးတယ်။ခရမ်းကျွတ်သီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေတမျိုးဖြစ်တဲ့ဗီတာမင် C ပါဝင်တာကြောင့်အရေပြားကိုလည်းကျန်းမာစေပါသည်။အသားရည်ကိုချောင်းပွေစေပြီးတော့အဆိုတက်ထိန်းပေးတာကြောင့်အရေပြားကင်ဆာမဖြစ်အောင်လို့ကာကွယ်ပေးနိုင်ပါသည်။အမျိုးသမီးတွေအနေနဲ့ကတော့ခရမ်းကျွတ်သီးစားပေးတာကဝက်ချံတက်တာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ခရမ်းကျွတ်သီးရဲ့နောက်ထပ်ကျန်းမာရေးအားနည်းတဲ့တစ်ခုကတော့သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်တာပါ။ပိုတက်ဆီယမ်ပါဝင်တာကြောင့်သွေးမတိုးစေဖို့ကာကွယ်ပေးပါသည်။သွေးမတိုးအောင်ကာကွယ်တာဟာလေဖြတ်တာရုတ်တရက်နှလုံးရက်တာနဲ့သွေးတိုးမှုရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုကာကွယ်ရပါသည်။ခရမ်းကျွတ်သီးမှာအင်ဆူလင်ထိုးတာနဲ့တူညီတဲ့ကျန်းမာရေးအားနည်းတွေပါဝင်တာကြောင့်စီးကျိုဖြစ်နိုင်ခြေကိုလည်းရှော့ချပေးပါသည်။စီးကျိုဆိုတာနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုတည်ဆောင်လာတတ်တာကြောင့်အကောင်းဆုံးကစီးကျိုကိုကာကွယ်တာပါပဲ။ခရမ်းကျွတ်သီးလေးကတော့စီးကျိုမဖြစ်အောင်ကာကွယ်ပေးတတ်တယ်ဆိုတော့စားပေးတဲ့အသည့်တစ်မျိုးပါ။အမြင်နဲ့ပါဝင်တာကြောင့်အစာချေစနစ်ကိုကျန်းမာစေသလိုခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုလည်းပြည့်ပြည့်ဝဝဆုပ်ယူနိုင်စေဖို့လည်းအားဖြစ်ပေးပါသည်။ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပြီးတော့ဦးလန်းချောင်းကိုပုံမှန်လှုပ်ဆောင်နိုင်အောင်လည်းကူညီပေးပါသည်။ခရမ်းကျွတ်သီးစားပြီးတာဟာလည်းခန္ဓာကိုယ်အတွက်မရှိမဖြစ်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အသေးကျန်းမာစေဖို့အတွက်ကိုမှအားဖြစ်ပေးပါသည်။အသေးရဲ့လှုပ်ဆောင်မှုတွေကိုလည်းကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်ရဲ့အစိတ်တောက်ဖယ်ရှားမှုတွေကိုလည်းအားဖြစ်ပေးတာကြောင့်ခန္ဓာကိုယ်ကျန်းမာစေဖို့များစွာအထောက်အကူပြုပါသည်။ခရမ်းကျွတ်သီးကတော့ကယ်လိုရီပါဝင်မှုနယ်ပြီးတော့အမြင့်တဲ့ကြွယ်ဝမှုကအစာခံနိုင်စေပြီးဝေးကြစေဖို့အကောင်းဆုံးအစားအစာတစ်ခုလည်းဖြစ်ပါသည်။အမြင့်တက်ကတော့အချင်းကြကြဗိုက်ပြည့်စေပြီးတော့အစာစားခြင်းစိတ်ကိုရှော့ချပေးနိုင်ပါသည်။ခရမ်းကျွတ်သီးရဲ့အဆီနှစ်ကတော့တဲကြေရေထွက်ရှိစေဖို့လှုံ့ဆော်ပေးပြီးတော့သွေးတင်းကမကောင်းတဲ့အဆီတွေကိုအထီးရဆုံးဖျော်ချပေးနိုင်ပါသည်။ခရမ်းကျွတ်သီးရဲ့အဆီအနှစ်ကတဲကြေရေထွက်ရှိစေဖို့လှုံ့ဆော်ပေးပြီးတော့သွေးတင်းကမကောင်းတဲ့အဆီတွေကိုအထီးရဆုံးဖျော်ချပေးနိုင်ပါသည်။ခရမ်းကျွတ်သီးကိုစားပေးတာဟာသွေးတွေကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီးတော့အကျိုးပြုတဲ့ကိုလက်စထရောပမာဏကိုမြင့်တက်စေနိုင်ပါသည်။ဗီတာမင် C ပါဝင်နေတာကြောင့်အသားရည်ကိုကျန်းမာစေသလိုကိုယ်ခံအားစနစ်ကောင်းစေဖို့ကလည်းအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါသည်။သူ့မှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်းကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီးတော့ယောဂတွေကိုလည်းတိုက်ထုတ်နိုင်ဖို့အကောင်းဆုံးအားဖြစ်ပေးပါသည်။ဒါပြင်ကိုမှခရမ်းကျွတ်သီးကသွေးပေါင်ချိန်ကိုထိန်းညှိပေးပြီးတော့သွေးတင်းကိုလက်စထရောကိုကျစေတဲ့ဆိုမှတော့နှလုံးကိုကျန်းမာစေမယ်ဆိုတာပြောနေစရာမလိုအောင်ပါပဲ။အမြင်နဲ့ပါဝင်မှုကလည်းနှလုံးကျန်းမာစေဖို့အကောင်းဆုံးအားဖြစ်ပေးနေပါသည်။နှလုံးသွေးကြောတွေကိုတန့်စင်စေပြီးတော့သွေးဆင်းဆင်းမှုတွေကိုလည်းကောင်းမွန်စေပါသည်။ခရမ်းကျွတ်သီးရဲ့နောက်ထပ်အားနည်းတဲ့တစ်ခုကတော့စိတ်ဖိစီးမှုကိုပြည့်လျော်စေတာပါ။စိတ်ဖိစီးမှုကင်းကျင်နေဆိုရင်တော့ခရမ်းကျွတ်သီးကိုစားပေးလို့ရပါသည်။ခန္ဓာကိုယ်ကိုအပန်းပြည့်စေပြီးတော့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုပေးစွမ်းနိုင်ပါသည်။ဒါဆိုရင်တော့ဖြင့်အယောင်အသွေးအရန်လာတဲ့ခရမ်းကျွတ်သီးလေးတွေရဲ့ကျန်းမာရေးကိုအထောက်အကူပြုပုံလေးတွေကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်။လူကြီးမင်းတို့ရဲ့မိတ်ဆွေတွေကိုလည်းခရမ်းကျွတ်သီးရဲ့အရေးပါပုံတွေကိုသိရှိရလေအောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။